မင်္ဂလာပါရှင်ဘိုးပြပြမယ်နော်မိခင်နဲ့တူတဲ့အမျိုးသမီးကိုရထားတဲ့အမျိုးသားတွေကလေကဘာပေါ်မှာကံကောင်းဆုံးပဲဒါပေမဲ့အဲ့ဒီမိခင်နဲ့တူတဲ့အမျိုးသမီးကိုရထားတဲ့အမျိုးသားထဲကတဝက်ကကြတော့သူတို့ကိုသူတို့ကန်ဆူလာပြီလို့ထင်းတယ်ဘာကြောင့်လဲဆိုတော့သူတို့ကိုရက်တောင်ရင်တောက်လို့ဆလိတ်တောင်ရင်တောက်လို့ကွန်ဆိုင်ရင်စားလို့အပြင်သွားရင်သွားလို့ပေါ့နော်ဥပမာမိုးရမ်းချုပ်နေတယ်အပြင်ကပြန်မလာတင်ဖုန်းဆက်ပြီးတော့ပြန်လာခဲ့ဖို့ခေါ်လို့နော်နေပူတဲ့သွားလို့မိုးရုပ်ရေစောစောရှိုးဖို့ရေဆိုရင်ကြာလို့ဒီလိုမျိုးကိုယ့်ရဲ့ဘဝနေထိုင်မှုအသေးစိတ်ကအစားစိုးရိမ်ပူပန်စိတ်နဲ့လိုက်ပြီးတော့ပြောနေတာပေါ့နော်ပြောမယ်ဆိုရင်တော့တားတင်တာတားတယ်ပြောတင်တာပြောတယ်ဒီလိုအမျိုးသမီးမျိုးကိုသူတို့ရဲ့စိတ်ထဲမှာသူတို့အနှောက်ချက်လို့ထင်တယ်ကြာလာတော့သူတို့အနှောက်ချက်လို့ထင်တယ်အဲ့လိုမျိုးကိုပြောတာတွေကိုစဉ်းစားရင်ကိုအရက်သားမျိုးအမီးအစင်တိလုပ်ပြီးထားတဲ့အမျိုးသမီးနော်ဆေးကိုနေမကောင်းရင်ဆံပြုတ်ကအစာခောက်ဆွဲအစုံဆေးကနော်ဆေးကအစာကိုအစင်တိလုပ်ပြီးထားတဲ့အမျိုးသမီးမျိုးနော်ရေချိုးပင်အဝတ်ထုတ်ပေးထားတဲ့အမျိုးသမီးမျိုးမိဘူးတိုင်အဝတ်ဆိုအကုန်လုံးလုပ်ပေးနေတဲ့အမျိုးသမီးကိုဘာစားကျင်တဲ့24နာရီအချိန်မရွေးစားကျင်တဲ့အချိန်ထစားလို့ရအောင်နော်မကြီးမညီနဲ့ထပြီးတော့ချက်ပြုတ်ပေးတဲ့အမျိုးသမီးအဲ့လိုအမျိုးသမီးကိုကရထားပါလေရဲ့ဒီအမျိုးသမီးကိုစိုးရိမ်ပူပန်စိတ်နဲ့ကိူနာတော်တော်ရင်လည်းပြောတယ်စိုးရိမ်ပူပန်စိတ်နဲ့ပြောတာကိုအနှောက်အချက်ဖြစ်နေတယ်လို့ထင်ပြီးဖောက်ပြန်သွားတဲ့မျိုးသားတွေကကံဆိုးမှာပါ။ဘာကြောင့်လဲဆိုတော့မိခင်နဲ့တူတဲ့အမျိုးသမီးကိုစွန့်လွတ်ထားရင်ကိုပြန်ရတဲ့သူကတော့သမီးဆိုးနဲ့တူတဲ့အမျိုးသမီးကိုပဲပြန်ရမှာမဟုတ်လို့အဲ့ဒီအမျိုးသားရဲ့ကံဆိုးခြင်းကအဲ့မှာစပါတယ်ရှင်။